တရားထုတ်တာကသမထယာနိကဝိပဿနာယာနိကဆိုတာနှစ်မျိုးရှိတယ်သမထယာနိကဆိုတာကအတိတ်ပဲဝိတက်နေတဲ့လူကသကောငယ်ပန်းငယ်လောက်ဝိတက်များတဲ့လူကကောက်ငယ်တနှင်းငယ်လောက်မြေကြီးကိုကြည့်စိုက်ကြည့်ပြီးတော့မြေကြီးကိုအဲ့လိုကြည့်ပြီးတော့ရေပါဇက်ကလည်းဆိုစိတ်တွေကလည်းရေဖြစ်အောင်လုပ်ရတယ်ဟောရေဖြစ်သွားရေကြီးကရေဖြစ်သွားအောင်မြင်သွားရင်အဲ့ဒီရေထဲကိုသွားလို့ရတယ်ရေကိုကြည့်ပြီးတော့မြေဖြစ်သွားတယ်တက်နေလို့ရတယ်ကြည်ရေထဲမှာလမ်းသွားလို့ရတယ်ရေဖြစ်သွားတယ်ဒါသမထယာနိကခေါ်တယ်အဲ့ဒါပြီးတော့မှအဲ့ဒီတလောက်အမတန်ကြီးတဲ့သမာဓိနဲ့ခန္ဓာကိုယ်ကိုခြုံပြီးတော့ကြည့်လိုက်တဲ့အခါကျတော့ခန္ဓာကိုယ်မှာအနိစ္စဒုက္ခအနတ္တဆိုတဲ့သဘောတရားတွေပေါ်နေတာကိုအခုဆွမ်းစကားနဲ့ပြောရင်ဝေဒနာပေါ့ဆရာကြီးဆရာတဲ့စကားနဲ့ပြောရင်ဖြစ်ပြက်ပေါ့အဲ့ဒါတွေသွားပြီးငုံမိတာပဲဆိုတော့အဲ့ဒါငုံပြီးရင်သမာဓိတိတ်ပြီးတော့ပုဂ္ဂိုလ်ကအားကောင်းနေတော့ချက်ချင်းသဘောတွေပါပြီးပေါက်ပြီးတော့မက်ဒီပါပြီးရသွားတဲ့သဘောရှိတယ်သမထယာနိကသူကဘာနဲ့တူလဲလို့ဆိုတော့ဒီကနေမန္တလေးကိုလေမြန်နဲ့သွားကြလို့မြန်ရောက်တယ်ဒါမဲ့လေမြန်ကဘယ်မှာလဲလေမြန်ကသူစုရမယ်သူဆင်းရဲတာတွေတပြားနဲ့ပြားနေသသူစုရမယ်လေမြန်ကရောက်အောင်သူစုရမယ်တချို့စုတယ်သေရီမရသွားတော့လေမြန်ကိုမစည်းလိုက်ရအောင်တလားမှလည်းမရောက်သွားဘူးဒါကသမထယာနိကနဲ့သွားတာဒါကလည်းကိုသုံးတအောင်မှကိုငွေစုတယ်ငွေရတယ်ဒီငွေနဲ့လေမြန်မစည်းပဲနဲ့ဖဲချပြည့်ရင်လည်းသွားပြန်တာပဲအတိတ်ပဲပါလေဘုရားတပည့်တော်မပေါက်ဘူးဆိုရင်မြတ်စွာဘုရားရောက်ပြီးတော့ဒေဝရသမထကောင်းလိုက်တာဘယ်တော့ကောင်းလဲဆိုရင်အိဋ္ဌိဝိဒအဘိညာဉ်မှာရတယ်ပရစိတ်တဝိသဒနာအဘိညာဉ်ရတယ်အိဋ္ဌိဝိဒအဘိညာဉ်ဖန်ဆင်းနိုင်တယ်ငကားကြီးဖန်ဆင်းနိုင်တယ်ဘလူးကြီးဖန်ဆင်းလိုက်တယ်ဒါကြောင့်မို့အဇာဇမင်းသားလေးကိုငကားကြီးတို့ပေါ့တော့အမလေးဟိုကကြောက်တော့ငါပါကွာကျတော့အမလေးအရှင်ကြီးဒီဝတော့ကိုအေးငါပါကွာဟောရှိဘလူးတို့တိဘုတ်ကြီးထူးမယ်လို့အမလေးကြောက်ကြကြီးဘလူးငါပါကွာဟာအရှင်ကြီးဒီဝတော့တိတ်တကူကြီးကြီးတာပေါ့ကွာမင်းငါစကားနာတော့မင်းငါကောင်းအောင်လုပ်ပေးမယ်စီမကောင်းတဲ့ပြင်စုံလိုက်တော့ဟိုမှာဒီဝတော့အခုပဲရောက်တယ်အခုကြီးရောက်တယ်ဟိုနေလည်းပဲလောဟကုန်းကခန်းနေရတယ်အဇာတတ်တယ်ဒါတော့မှအမတန်မြတ်စွာဘုရားနောက်ပိုင်းတိတ်ကြည်ညိုလို့လုပ်ပြီးသူလည်းဝီကြီးခါမှာစိတ်ကြည်ညိုလို့အမျိုးကုသိုလ်တွေကသိများလို့သူကလောဟကုန်းမှာခါမှာသဘောတရားဒါသမထယာနိကဒီဝိပဿနာယာနိကတို့ဥစ္စာကဝိပဿနာယာယုဂနာထခေါ်တယ်ဟောသမထဝိပဿနာဟောတို့တွဲထွက်သွားတာခဏတို့၌ဒီပါထိတာနာတိကေကမုခနေပေတော့နာတိကေကနှာခေါင်းပြမုခနေပေကနှာခမ်းအဖွာနှာခမ်းပြနေထိတည်သွားမယ်အဲ့ဒါလေးသတိထားရမယ်အော်ဆရာတော်ဘုရားရဲ့ထိမှုတိမှုတို့ကိုသတိချက်ပြုအဲ့ဒါပဲသတိကိုချက်ပြုရမယ်သတိချက်ပြုနေအောင်တရားကလည်းပဲတရားဘိုးဆိုဗလာဆိုအားရှိရမယ်သာသိရှိရမယ်ဝရိယဘိုးဆိုအာထုတ်ရမယ်အာရတဝရိယနိဗ္ဗာန်ဝရိယပရုံးကဝရိယဆိုတဲ့တခါအတင်းအထုတ်ရမယ်အဲ့ဒါကတော့ပါဠိစကားပေါ့ကွာလောကမှာအဲ့ဒီဝရိယကဘယ်လိုဝရိယလဲဆိုမင်းတို့လောကီမှာအခုလုပ်နေတဲ့တထေးပြောင်းလုပ်နေတာတွေជីဝပြောင်းလုပ်နေတာတွေအဲ့ဒီဝရိယပဲအဲ့ဒီဝရိယမျိုးတရားမှာသုံးရင်ပြီးပြီအဲ့ဒီကြတော့လောကီကြတော့ကိုကတာကျွေးမှုမရကျွေးမှုကြတော့အသေးသေးလှုပ်တာအဲ့လိုသေးသေးလှုပ်ရင်ရတာပေါ့ကွာဒီတရားကြတော့သေးသေးမှမလုပ်ပဲဟိုမှာရောလှုပ်တော့မနာဘူးလားလို့နားတယ်ကျင်တယ်ကြိုက်တယ်လို့နာတာပဲအတင်းလှုပ်တာအဲ့ဒီပဲဘောလုံးကနာကြည့်သိကြပြီးရင်ပဲလက်လန်းနေတာပဲညကြရင်တခါတော့ကိုယ်လေးလို့နာမနဲ့ကြထားကုန်မထားနဲ့နာလုံးထက်ချပြန်တာပဲအဲ့ဒီလိုဝိရိယမျိုးနဲ့တရားအားထုတ်မဲ့သေသေးဟဲ့ဆိုရင်ဟုတ်တာပေါ့ရတာပေါ့တရားရတော့ဥတရားကြတော့မှသာသာဟိုတင်းလို့မူရင်ပဲနေလှုပ်နေတော့ဘယ်မှာရမလဲအဲ့လိုလောကီကိစ္စတွေမှာအတင်းနေလားငါလားအသေးအကြီးလှုပ်တဲ့
ဝရိယဟာဝရိယဘုံခေါ်တယ်အဲ့ဒီသရာဘုံနဲ့ဝရိယဘုံကြီးတော့တတိဘုံကပို့ကြည့်ရတယ်တတိဘုံဆိုတော့ဒီမှာထိတာလေးသိနေုံဒါပဲထိတာလေးသိနေတဲ့နေရာမှာအနိစ္စဒုက္ခအနတ္တမလုံးနဲ့မပါဘူးဒါတွေမထဲနဲ့ဒါတွေစားတွေအပရိဝိတေသောအဘောရမပါဘူးဘောဓိပက္ခရတဲ့39ပါးမထဲနဲ့လားမလုံးနဲ့ဒါပြီးစိတ်ကူးနေရင်စိတ်ကူးပဒနာဖြစ်တယ်ဝိပဿနာဖြစ်ဘူးကြားနေရင်ကြားပဒနာဖြစ်တယ်ဝိပဿနာဖြစ်ဘူးတွေးနေရင်တွေးပဒနာဖြစ်တယ်ဝိပဿနာဖြစ်ဘူးညွတ်နေရင်ညွတ်ပဒနာဖြစ်တယ်ဝိပဿနာဖြစ်ဘူးဝိပဿနာကဘာလဲတဲ့နာသီကနှုတ်ကမြတ်တွေတို့တွေသိတဲ့ပုံမှာသတိထားတော့ထိတာလေးသိနေရင်အဲ့ဒါယုံနာအာယုံပဲအဲ့ဒါပဲအဲ့ဒါတရားပဲဘာတရားလဲယုံနာတရားယုံပြောပါဦးထိတာယုံနာပြောပါဦးသိတာနာအဲ့ဒါဆုံးလို့ဆရာပြောကြီးအဲ့လိုညောင်လို့ဆရာတော်ဘုရားကြီးကမေးတာဘူးမေးတာကိုကသူစာတတ်တာမဟုတ်ဘူးဘာညာနဲ့ဆိုပြီးသူကပြီးတာသုံးဖို့ဆောင်ပြီးမေးတာပေါ့ပြောတာပေါ့ကိုတော့နှာခေါင်းကထိတော့ဘာဖြစ်လဲထိတော့တရားဖြစ်တော့ဘာတရားလဲယုံနာတရားလဲယုံပြောပါဦးထိတာယုံပဲနာပြောပါဦးသိတာနာမယ်တော့ဟုတ်ရုပ်ဘယ်လောက်ရှိတယ်ဗျာဒါတွေတပည့်တော်မသိဘူးသူကစာမသိဘူးလေဒီတော့သိတာထိတာရုပ်သိတာနာမယ်အဲ့တော့မှဟိုညောင်လို့ဆရာတော်ကြီးကညောင်းနေဦးကျုပ်စဉ်းစားအောင်စဉ်းစားပြီးတော့ဟုတ်တယ်ဥပုကြီးတို့ကနာတိပြနှုတ်ကမ်းများကာပသာရအကြည့်ဆိုတော့ရုပ်ရှိတယ်ထွက်လေဝင်ရောဝါရောဖုတ်တပရုပ်ရှိတယ်အဲ့ဒီရုပ်ကိုထိနေတာတဲ့သူတို့မသိဘူးတဲ့ဥပမာဘာနဲ့တူတယ်ဆိုရင်ဟိုတောင်မို့မှာမျက်ပေါက်နေတယ်မျက်ကလည်းတောင်မို့ပေါ်ငါပေါက်တယ်လို့မသိဘူးတောင်မို့ကလည်းငါပေါ်မျက်ပေါက်တယ်လို့မသိဘူးခေါင်းပေါ်မှာသမင်ပေါက်နေတယ်ခေါင်းကလည်းငါပေါ်သမင်ပေါက်နေတယ်လို့မသိဘူးသမင်ကလည်းငါခေါင်းပေါ်လို့ပေါက်တယ်ရုပ်ဖြစ်မသိဘူးသိမှုမရှိဘူးတဲ့ရုပ်ဆိုတာရုပ်ပရိသေရူပံဆိုတာဖြစ်မှုပြက်မှုပဲရှိတယ်ကာဝုဒ္ဓမင်းနဲ့ခင်ဗျားပြောတယ်ဦးနာသိတာကစိတ်ကသိတယ်တဲ့အဲ့ဒါစိတ်ကလည်းနာမဲတယ်ခင်ဗျားဦးနာပြောတယ်ထိမှုသိမှုတတိပြုလို့ခင်ဗျားတို့တတိကလည်းစိတ်ကလည်းနာမဲတယ်စိတ်ကလည်းနာစိတ်ကလည်းထိတာကယုတ်ဟုတ်ပါကြဗျာဟုတ်လိုက်တာခင်ဗျားတို့ရှင်းရှင်းလေးနဲ့ကြီးချင်းကလေးပဲသိကောင်းပါတယ်အဲ့လိုဆရာတော်ဘုရားကြီးကအဆုံးပြပေးရတယ်ဒါစွန်းလုံးကြောင့်ဆရာတော်ဘုရားကြီးတို့ဟောသွားတဲ့ဥစ္စာလုပ်သွားတဲ့ဥစ္စာမှန်တဲ့အကြောင်းကိုနောက်တော့လိုက်လုပ်တယ်လေအဲ့ဒီဆရာတော်ကြီးလိုက်လို့တော့သူလည်းအသိအတော်ဖြစ်သွားတာပေါ့သဘောတရားကအဲ့ဒီလိုသဘောရှိတော့ခဏလို့နဲ့ထိကြိုက်လေးသိနေအဲ့ဒီသိနေတာလေးကတလန်းသွားတလန်းရောက်နှစ်လန်းသွားတလန်းရောက်လမ်းဆုံးရွာတွေ့မှာပေါ့ရန်ကုန်နဲ့ရှောက်မန္တလေးရောက်ရင်ပြီးတလန်းရောက်နဲ့နှစ်လန်းရောက်တာတို့အားထုတ်တာလည်းဒီတိုင်းပဲအဲ့ဒီလေတဲ့ဆရာတော်ဘုရားကြီးအမိန့်ရှိတာဒီတိုင်းပဲဒီခဏိကသမာဓိနဲ့တွားရတဲ့လုံလောက်တယ်အခုနပြောတဲ့သမထယာတိကတဲ့ဒီလိုသိအကြီးကြီးလှုပ်ရှားမလို့ဘူးတဲ့အကယ်၍လှုပ်ရင်ရောမကောင်းဘူးလားတဲ့အေးရရင်တော့ကောင်းတယ်တဲ့တချို့တစ်သက်လှုပ်သွားတော့မရဘူးတဲ့မရတော့တရားမရဘူးဟောတဲ့ဟုတ်တလန်းသွားတလန်းရောက်တလန်းတော့ရောကသူကရတယ်လမ်းဆုံးရွာတွေ့တာပဲမဆုံးမရှိဘူးသူကအမြဲရှောင်းတာမှန်ရှောင်းတာပဲအဲ့တော့ဒီမှာခွက်တွေဝင်နေရှူးနေတယ်မရှူးတော့မှများပဲရှူးနေတာအဲ့တော့သတိကထားတော့အမြဲကထားတော့အမြဲသတိကရနေတာပေါ့တဲ့ရှူတိုင်းရနေတယ်အဲ့ဒါခဏိကသမာဓိနဲ့သွားတာတဲ့အဲ့ဒါလို့ရှူပြီးလို့45မိနစ်တော့ရှူလိုက်လို့ခန္ဓာကိုယ်ဝေဒနာတွေကျုံလို့သုံးမြိုင်းလာတယ်ဆိုတဲ့အခါကျတော့အရှူရပဲဒီဝေဒနာကိုသတိထားလိုက်တဲ့အခါကျတော့ဒီဝေဒနာတွေဖြစ်နေတဲ့သဘောတရားတွေအကုန်သိတာပေါ့ဒါဝေဒနာတင်ညာဝေဒနာပညာနှမျိုးဖြစ်တတ်တယ်အဲ့ဒီပဲသူကတော့ဖြစ်နေတာပေါ့ကိုကယူတာဝေဒနာတင်ညာယူတယ်ဝေဒနာပညာဝေဒနာတင်ညာဆိုပါလေမချင်းကလည်းငါကောင်းတွေကအဲ့ဒီမှာနားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတော့ငါတွေပါနေတယ်ငါလည်းပါနေတယ်ခြေတွေလက်တွေလည်းပါနေတယ်ဆိုတော့ငါခြေနာတယ်ဆိုတော့ငါမခံနိုင်ဘူးငါကောင်းကထိုးနေဆိုတော့ငါမခံနိုင်ဘူးဆိုဖြတ်ပြလိုက်တာပေါ့မဖြတ်ရဘူးတဲ့တောင်းသူတို့ကြောင့်ဆရာတော်ပြညောင်းတော့ပြင်းနဲ့ရလည်းမကူနဲ့မောလည်းမနာနဲ့အပြင်းနဲ့အရိယာဘုံတစ်ခုလေးနဲ့အာထုတ်ပါအဲ့ဒါလိုပြောတာအဲ့ဒါလိုအာထုတ်လိုက်တဲ့အခါကျတော့ခန္ဓာကိုယ်ကဖြစ်နေတာကိုသိနေတယ်ဖြစ်နေတဲ့ဥစ္စာကိုရုပ်ပဲသိနေတာကနာပဲရုပ်နာရှုနေတာဒါပဲ
ယုံနာအာယုဆိုတာဒါပြောတာအဲ့ဒါစောစောကပြောခဲ့တဲ့မခံနိုင်တာတွေကဝေဒနာပညာတဲ့အာရုပများအာရုပများအာရုများလို့သမာဓိကလည်းအားကောင်းလာလို့ဝေဒနာလိုက်တဲ့အခါကျတော့ခန္ဓာကိုယ်မှာခြေတွေလက်တွေကိုယ်တွေကောင်းတွေပျောက်သွားပြီးတော့ဖြစ်ဘူးမှာပါအခုဖြစ်ဘူးတာပျောက်သွားပြီးတော့သူဖြစ်နေတဲ့သဘောတရားပဲရှိတယ်နာသလားကျင်သလားကြိုက်သလားခဲသလားကိုမသိဘူးဒီနာမည်တွေကိုဖော်လို့ကိုမရဘူးဘာသိနေတဲ့နာတဲ့သဘောကျင်တဲ့သဘောကြိုက်တဲ့သဘောထုံတဲ့သဘောဒါလေးပဲသိတယ်သိတော့ကိုယ်လိုက်လို့ရတယ်ခံတဲ့လူငါလည်းမရှိဘူးခြေတွေလက်တွေကိုယ်တွေကောင်းတွေမရှိဘူးဖြစ်ပေါ်သလိုဖြစ်ပေါ်ကများဖြစ်ပေါ်တဲ့ဖြစ်ပေါ်ကမှတ်တာလေးသိနေတဲ့အတွက်ယုံနာအောင်သုံးသပ်နေတဲ့အတွက်ခံတဲ့လူစံတဲ့လူမရှိဘူးအဲ့ဒီခါကျတော့ကိုကဘယ်ရှင်းဖြစ်သမာဓိကောင်းတော့လိုက်သွားနိုင်တော့တာပဲအဲ့ဒါဝေဒနာပညာခေါ်တယ်အဲ့လိုဝေဒနာပညာနဲ့ဝေဒနာပညာနှမျိုးမှာဝေဒနာပညာမဖြစ်ဘဲနဲ့ဝေဒနာပညာဖြစ်သွားလို့လိုက်သွားလို့ရှိရင်အဲ့ဒီလိုက်သွားတဲ့အထဲမှာအပယ်ကြတော့အကုသိုလ်တွေခံရတယ်ပြေတိရစ္ဆာန်ပြည့်ကြသူကြမယ်အကုသိုလ်တွေခံရတယ်ကြာနာရှိတာလေးတွေရှိသေးတယ်အရင်တော့ကလုပ်ခဲ့လို့ကြာသွားတာကြာပြီးပြီမကြာသေးတဲ့ဥစ္စာကကိုယ်ရှိသေးတယ်ရှိသေးတော့အဲ့ဒါတွေကိုကိုကအဲ့ဒီဝေဒနာထဲမှာထည့်ပြီးခြေပြစ်လိုက်တာပဲအဲ့ဒီအပယ်ကြတော့အကုသိုလ်တဲ့ကိုကသောတာပတ္တိပိကသူ့သာသူဝင်လာပါတဲ့ကိုကဘာမှလုပ်နေရတာမဟုတ်ဘူးမဲ့ပြီးတော့ဖိုတဲ့ဝင်သွားတယ်မဟုတ်တာလေဆိုတော့သောတာပတ္တိမရရင်သောတာပတ္တိဖိုတဲ့ဝင်သွားတာပြီးတာဗောနိဗ္ဗာန်တစ်ခါမျက်မှောက်ပြီးတော့ဒါပဲပေါ့တဲ့လုပ်တဲ့လူကဘာမှမခဲ့ဘူးနာသီးပဲနှုတ်ကများလေလူတည်းသိတယ်ဘောသိပြဒါပဲတိုက်ရမယ်ဥပဒေကညောင်းမပြင်းနဲ့ရားမကုန်နဲ့မောမနာနဲ့ဒါပဲကိုယ့်ကိုအားထုတ်တဲ့ခါကျအချိန်မပိုင်းနဲ့ပေါ့ဥတော်ဒီကတော့သင်တန်းဆိုတော့45မိနစ်ရှု45မိနစ်ဝေနာလိုက်တာသင်တန်းကိုယ့်ကိုအားထုတ်မယ်ဆိုရှုခန္ဓာကိုယ်မှာတခါမရှုနိုင်တော့အောင်ဝေနာကြီးတက်လာပြီးဆိုသူကသူရပ်သွားပြီးတော့တခါတည်းဝေနာထဲမှာတိတ်ကရောက်သွားတာပဲအဲ့လိုရောက်သွားတဲ့ခါကျတော့တခါဇွဲနဲ့လိုက်ပဲတော့အဲ့ဝေနာတွေကုန်သွားမယ်ချုပ်သွားမယ်ပြတ်သွားမယ်ဆိုတော့ပိုကောင်းတာပေါ့လေမကုန်ဘဲမပြတ်ဘဲမချုပ်ဘဲလည်းလိုက်နေရမှာပဲဆင်ပေါင်းရော်ကြီးပဲထုံပြေးထုံပြေးနဲ့စားရောပဲဝါရောပဲမကုန်နိုင်ဘူးဝါတယ်ဝါလေတွေစားလေတွေခီးရရောက်လေတွေဝါလေတွေစားလေတွေခီးရောက်အဲ့ဒီလိုလုံရင်းနဲ့ပဲသောတာပတိမေရတော့လေအဲ့လိုဝါနေရင်စားနေရင်အထဲမှာပဲခန်းနေရတာပဲအဲ့ဒီခန်းရတာတွေအပယ်ကြလို့အကုသိုလ်ပယ်ကြလို့အကုသိုလ်ကိုရင်သောတာပတိမကသူဝင်ဖြတ်တာပဲဒါပဲအဲ့တော့ကြိုက်ရင်လို့မကြိုက်ရင်ဒီပေါ့ရှူတာကတော့မြတ်စွာဘုရားသခင်ကိုမြတ်အမိတ်ရှိတာကချိုရှူလို့လည်းမဟုတ်ဘူးပြင်းပြင်းရှူလို့လည်းမဟုတ်ဘူးအပ္ပနိဒဘိက္ခွေသံဃာဒိဋ္ဌဘိက္ခွေစေတယံလို့အပ္ပနိဒမမိတ်မလျော်သောသတိတရားများဖြင့်သံဃာဒိဋ္ဌပြည့်စုံကြကုန်လို့မမိတ်မလျော်သတိတရားလောက်တာပဲဥဆရာတော်ဘုရားကြီးကလည်းသိမှုဒုံတို့ကိုတတိကြက်ပြုချောင်းလေးမပြုနဲ့စိတ်ထွက်သွားမယ်တတိကြက်ပြုရပဲတတိအရေးကြီးတယ်တတိနဲ့လောက်တာပဲမှတ်တာတွေပါမပါဘူးဒါကြောင့်ဖြစ်ပေါ်သူဖြစ်ပေါ်ပါဖြစ်ပေါ်တဲ့အတိုင်းဖြစ်ပေါ်ကမှတ်တာတွေခန္ဓာကိုယ်ဖြစ်နေတာကိုတတိနဲ့ကပ်ပြီးတော့လိုက်သွားရင်သူ့ဟာသူလမ်းကြောင်းသူသွားတာပဲရေစုံလိုက်ဆိုသူ့ဟာသူလမ်းရှာပြီးဆင်းသွားတယ်လို့အခုတည်းဒီတိုင်းပဲသူ့ဟာသူသွားပြီးမဲ့ဝင်သွားမှာပေါ့အဲကြိုးစားပြီးအားထုတ်ပြီးလို့တရားဘုရိယဘုတတိဘုဘိုးသုံးဘုလက်ကြိုက်ထားပြီးအားထုတ်ရင်ပညာဘုသမာဓိဘုနဲ့ပညာဘုကသူ့ဟာသူပြန်လိုက်လာပြီးတော့သူ့ဟာသူမဲ့ရသွားမှာကိုကဘာမှမလုပ်ရဘူးအဲ့တော့ရအောင်လုပ်ချင်ကြိုးစားပြီးတော့ကြီးတဲ့ဝရိယနဲ့ကြီးတဲ့သတိနဲ့ကြီးတဲ့သမာဓိနဲ့ဖြစ်အောင်ကြီးတဲ့သရာကိုလက်ကင်ထားပြီးကြိုးစားအထုတ်ရင်ရရောဒါပဲ